ကျွန်တော်တို့အဖွဲ့ပန်းတွင်းတောင်ကိုတောခဲ့တော့မှမှတ်တမ်းလေးဖြစ်ပါတယ်ပြီးတော့တမ်းမပြန်ပဲမှော်ပြီးကန်ထဲကိုလည်းဝင်ခဲ့ကြပါသေးတယ်ပြန်มาတော့မိုးရှယ်မိခဲ့ပါတယ်ပြောစရာကောင်းခဲ့ပါတယ်ဒါကတော့မနက်ခင်းဘော်ရာတွေနဲ့စုံမဲ့နေရာကိုကျွန်တော်နင်းနေတာဖြစ်ပါတယ်ဒါကတော့အင်းစိန်ကျိုးသရာဘော်ကိုဖြတ်နေတာဖြစ်ပါတယ်ဘော်ရာတင်းနဲ့တော့စုံပါပြီဒါပေမဲ့တယောက်လိုနေပါသေးတယ်အဲ့တယောက်ကိုတော့ကျွန်တော်တို့ရွှေပြည်သားတွေကိုလှည့်ခေါ်မှာဖြစ်ပါတယ်ဟုတ်ရှိကိုယ်မှရှိတယ်ယူခဲ့တယ်ကိုယ်ဘာမှချိန်ထားလဲအိမ်မှာတော့ကိုကတော့ကျွန်တော်တို့ကိုယ်တွေကအိတ်နေတာကြာပြီဖြစ်တဲ့ရွှေပြည်သားတွေကကာလာနဂါကြီးကိုတွားနှိုးရဖြစ်ပါတယ်စလာပါကျွန်တော်တို့ကိုယ်တွေကမင်းနာကြာပြီဖြစ်တဲ့ကိုရဲကိုကျွန်တော်တို့တွားခေါ်နေတာဖြစ်ပါတယ်ရွှေပြည်သားတွေကအိတ်နေတဲ့နဂါကြီးကိုလာနှိုးရဖြစ်ပါတယ်ဒါတော့နဂါတက်စားရနေရတော်တွင်းတနေရာကိုကျွန်တော်တို့ဆင်းလာတာဖြစ်ပါတယ်ဒီနားမှာတက်စားနေတယ်လို့သတင်းတော်ရရှိပါတယ်ဒါတော့ပြောက်သွားတယ်ဆိုရလက်ကြီးပါပြန်လို့ရှာတွေ့ပါတော့ကာရနဂါကြီးထွက်လာပါပြီဒီလိုပါလေဒီလိုနဲ့ကျွန်တော်တို့ဘိုင်းနဲ့စာရနဲ့မနက်စာစားပြီးမှသွားမယ်ဆိုပြီးတော့အစီအစဉ်ကိုချခဲ့ပါတယ်ရှေ့ဒီသားထဲမှာပဲကျွန်တော်တို့မနက်စာတော့စားပြီးခဲ့ပါတယ်25လက်တန်ခေါ်ပြီးမနက်စာစားပြီးတော့ကျွန်တော်တို့ခီးဆက်ပါပြီအားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါဦးတိုင်းတော့လည်းငြိမ်သွားပဲပြည့်ပဲတော့ဟုတ်လားပါလာပါပြီဟုတ်လားယူပါအနက်ခင်းမြင်ကွင်းကြီးကတော့တော်တော်ကြီးကိုလှပါတယ်ကျွန်တော်တို့မော်ဘီမျိုးလေးကိုဝင်ပါပြီမော်ဘီမျိုးဝင်ပါပဲကျွန်တော်တို့ကိုရီးယားကိုတာကြီးစပိန်စမုတ်ချောင်းကျိုးပါလို့ကျွန်တော်တို့ပြင်ဆိုင်ချားအောင်မယ်စပိန်နဲ့ကြီးတော့တဲ့ကထင်မှတ်တဲ့အကြောင်းအရာတွေအများကြီးဖြစ်နိုင်ပါတယ်ပြင်ဆိုင်တစ်ခုမှာပဲကျွန်တော်တို့ဝင်ပြီးတော့စမုတ်ကတော့လဲလို့မရပါဘူးအဆင်ပြေအောင်ပဲကျွန်တော်တို့လုပ်လာခဲ့ရပါတယ်အဲ့တော့လည်းကျွန်တော်တို့အားလုံးပြီးတော့ကျွန်တော်တို့ပန်းပွင့်တောင်ကြီးဆက်ခဲ့ပါတယ်
န်တပွင့်တောင်သွားတဲ့လမ်းကတော့ရှူခင်းလေးတွေလာပြီးမဲ့လမ်းကတော့တော်တော်ကျဉ်ပါတယ် ဒီပါသေးတယ်ပါလမ်းဘေးဝဲရရှူခင်းတွေကတော့တကယ်လှပပါတယ် ရိုက်ပါပြီရိုက်ပါပြီ ဒါကျွန်တော်တို့ဒါကလောရဲ့အထွက်ပါ ကလောထွတ်ဟာ ကလန်အထောလို့ခေါ်ပါတယ်ဒီနောက် ဘာလို့ခေါ်ပါလဲကလောပါကလောထွတ်ကရှင်းမှာတော့ဘာတော့လဲစီစီပါတော့အမေရိကရောက်နေပါပြီ ကျွန်တော်ဝါရှင်တန် DC ကိုရောက်ပါပြီကျွန်တော် အဲ့လိုပဲကျွန်တော်တို့နောက်ပဲပြောင်းနေကျွန်တော်တို့ခီးဆက်ခဲ့ကြပါတယ် ကျွန်တော်တို့ပန်းတပွင့်တောင်ချီကိုရောက်ပါပြီ ကဲပန်းတပွင့်တောင်တော်မြတ်ကိုတော့ရောက်ပါပြီလို့ဟုတ်တာလား ဒီရောက်ဆိုခင်ဗျားတို့9点နေနေပါ50တောင်းပြန်လို့ပြရနော်အာကြီးอ่ะအာကြီးရော အဲ့လိုတက်ရမှာစပိန်နဲ့ မရပါဘူး ဇွဲကပင်တက်ချင်တယ်ဇွဲကပင်လောက် ခဏလန်ကြပါနော်စပိန်နဲ့တက်လို့ ရတော့ရ ကိုရဲဂီယာနဲ့ဆိုရတယ် နောက်ဆုံးကြီးရလို့ရအောင် ကိုရဲဂီယာကဆိုရတယ်12ချက်မှမရရင်လည်းဘာကျွန်တော်73ချက်တက်မှရတော့ အော်ကြီးကြီးပါ ဘလို့ကြီးတော့ဘောဒီခန်းတက်တာပေါင်လေကွာ ဒီလိုမနဲ့နေတာပါအားပြေငါရထားလိုက်ပါ ဒါကတော့ကိုဝင်းကြီးနေပါ ဒီကြီးရောကြီးပါ ဖះဖူးကျင်လို့ဆိုလို့တင်းတက်လာတာ နှစ်လပိုက်ကအခု ဒီကောင်မတိတာဟေး ဟမ် စပိန်ကြီးကဘောစီဒီမရှိလေးဘက်ကောင်းအောင်ပြင်း တန်ဝေးတောင်ဖျားဖျားကြီးတာနာပြုလုပ်ငန်းများဆောင်ရွက်နိုင်ရဲ့အတွက်လူကံပါရှင်။တရားရနဲ့မြတ်မစိုးကုသိုလ်တော်ပါဝင်လို့ရပူဇော်နိုင်ပါရှင် ခဏလေးဒီလိုဆုပ်တာ အဲ့လိုအဲ့လို ကိုရလို့လေးလေးဒီမှာခုပြီး ဒုက္ခနှစ်လကျော်ဒုက္ခခံရ
快不得我以后。 ပြရမှာဒါအဆင်ပြေပါဒီကောင်ကဟုတ်ကားလိုက်တော့ဟုတ်တယ်ဒီမှာဖိုင်ရဲ့ ကိုခိုင်းဟိုရှိတော့နည်းနည်းနေအောင်လေ စကောင်လေးကမှအဆင်ပြေပါ ပေါ့ခဏစီးတော့ကျွန်တော်စီးထက်နောက်တစ်ပတ်ဒေးစုံပါ ပြီးတော့ ဟမ်နောက်တစ်ပတ်စနေ ရသနေအဲ့ဒါမရဘူးလေကျွန်တော် ဟေးကိုကြီးမအောင်နော်တော့ ဟိုအေးလို့ပါဟိုသွားတယ်ကို130လောက်ရှိတယ် တညဘော ချုံတာ ဒါမှမဟုတ်လေဒီနာဟိုဟာဗာလေ ခူရတက်နေပြီမယ်နော်အချောင်းတွေကုန်နေခူရတယ် ကဲ မေး နေ့နဲ့ဆယ်လောက်နေရင်ခုကြီးရောက်မယ်ဆိုင်လေးပြထားထိုက်ကတိုင်းနာပါ မိုက်တယ်ဘူးတော့ပါ ပါမလားဟိမမ ဒီနေ့ နေခုကြီးရောက်မယ်ကီလို20ဒီနေ့20ဒီကြီးရောက်ပြီဝမ်းပေါ့ ဘာဟိုဟာလေရေးပြရင် ဒါကတော့ကျွန်တော်တို့ရဲ့ဒီဘယ်လိုခေါ်မလဲပေါ့ ပါပါဘူးပေါ့ ဒီဘောကမြင်ရတဲ့မြင်ကွင်းတော့ဒါကျွန်တော်တို့ လေးမှာတော့900 ဒါကျွန်တော်တို့လောဆယ်မှာကျွန်တော်တို့မူလီတောင်ထိပ်ပေါ်ရောက်နေတာပါ တယောက်တည်းကိုငုံငုံ ပြီပေါ့နှစ်ဖူးလက်ကွဲမယ် လေးဝါဆိုခလေးရတာပြေးဖြစ်တယ်လေးဝါလို့အခုကမရဘူးချော်ဝိုင်းမခေါ်လို့ဘုဒ္ဓမခေါ်လို့ချော်ဝိုင်းဘုဒ္ဓ ဒါတော့ကျွန်တော်တို့ဇွဲကပင်ကနေပြန်ဆင်းလာတာပါ အဲ့ဘလောကတယောက်တည်းကိုဖြစ်နေတာတယောက်တည်းအနိုင်လုံးရောက်နေတာဒီနေရာတော့သွား အဲ့လိုက်ကြည့်ရောဘောနဲ့ပြောအဲ့ဒါအောင်နေပါလေပေါ့ရစားလို့တရားမှသိရော ဒီကဲမှာအမှန်တိုင်းလုပ်လို့မရဘူးနည်းနည်းတော့ကမောက်ကမလေးတော့ထည့်ပြီး ဘုဘရောက်ဖမ်းလာ ကျွန်တော်တို့ဒါဟိုဟာပေါ့ မော်လ က မြို ရင်ပြည်နယ်ဘက်ကမူလီတောင် ခုကြပြန်သွားမှလေဟောဟာရှိုင်းမိတာပြန်တတ်မယ်ပြီးချင်းချင်းတော့လည်းသွားမယ် ဒီရဲတော့ရောပါပြီ အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့မော်ဘီကန်တွေကိုကျွန်တော်တို့သွားပါပြီ ဝါဝိုက်တယ်ဝါဝါမဟုတ်ကွာဒါရောဘာကွာဒါကျွန်တော်တို့အမေဇွန်တောတွေကိုရောက်နေတာပါဒီမှာရှေ့မှာရှားပါမျိုးစိတ်တွေရှိတယ်ဆိုလို့ကျွန်တော်တို့သွားကြည့်တာဖြစ်ပါတယ် ကျေလို့ဘာလို့ရှိရလဲတိုက်ကားလို့ကြားလို့ အဲ့မှာတိုက်ကားတွေကြားကြီးဆိုပြီးတော့ ABC ဘာလို့စီဘာလို့ရှင်းလဲရှိတယ်ဒီကချမ်းလဲရှိတယ်ဟိုလည်းရှိတယ်မလားဟာကျွန်တော်တို့ အဲ့မှာကြွက်ကြော်တွေပါလေရှိတယ်ပြောတယ် သမင်းလေးစားလို့ရတယ်ဒီမှာပဲသမင်းလေးကအဆင်ပြေသွားတယ်
ဒီထဲမှာစပိန်စီရတာတော်တော်မိုက်ပါတယ်ပတ်ဝန်းကျင်ကတော်တော်နှလုံးထဲမှာမစီအိပ်ပြီးတော့ခံစားမှုလုံးဝအပြည့်ရပါတယ်ဟေး 好喂， အဲ့ဒါ ခဏလေးပါလေခုနဝင်နေနေ အဲ့ဒါမှစင်ကူတွေက ဒီကစင်ကူတော့ကဲသေးပါတခါခေါ်တော့ရင် ဒါတူးထားတယ် လိုက်ကရှိတယ်လေ တူးထားတယ်လူလုံးကန် စီဝီလောက်တာ 哇，不对，哇嘛， ဟွားရောပါရောဘာတိုးရဲဝင်လာပြီကျွန်တော်ထင်းတိုးရဲရောက်နေပါတယ်ကွာရှိတယ်ဟာဘယ်နေရ 哎呀，不对， နေရမှာဟုတ်ချပေါ်လာပါနော်ရသွားပြီတော့ပြန်ပြေးနာပါဘာလဲတော့ နောက်မှပြီးမှအတန်ထဲတော့ ဟိုဝင်ဟိုပါပါ တန်ပြီးမှထဲလို့ရ ဟုတ် တော့ယူရလေဟိုလောက်ဖို့တော့ဟိုကမင်းသိအောင် ပြောလိုက်မိုးဟီတိုတောက်နေတယ်ချက်ချက်မူးကြနေရအဲ့ဒီတော့စကြမှာပဲဟိုဘဲရတောင်းနေတာနော် ရမတင်ငင်းနဲ့တော့ မုံစကြမှာထွက်တာလေဟိုဘဲမျက်နှာ အလုံးနဲ့ကျွန်တော်တို့ပြန်မှုတော့ခီးဆက်ခဲ့ကြပါတယ်အဲ့ဒါကတော့မော်ဘီမြို့ကန်ကလေးရထားပါပဲ3-5ဦးပါပဲ ဒီဘလို့ စားပါဦးအားကြောက်ပါ စားရပါဦးဖူ
အဲ့လိုနဲ့ပဲမိုးရွာတဲ့နေ့ကျွန်တော်တို့ရွှေပြည်သားမျိုးတွေကိုပြန်ဝင်လာခဲ့ပါပြီခီးစဉ်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီခင်ဗျာဒီရှုပေးတဲ့တရားချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ် ဟေး